ကျော်ဝါလုံးမဲ့မင်္ဂလာပါအိမ်မလေးလိုချင်တယ်ဟင်းလေးမချက်တက်ဘူးဆိုတဲ့ကောင်းတွေဒီဗီဒီယိုကိုဆုံးအောင်ကြည့်တော့ပေးပါငရုတ်တီးကိုစားနိုင်တဲ့လောက်ထိပ်ပြီးတော့ကြိတ်ပါမယ်ပြီးတော့ခမားတို့ရဲ့သူမလိုပဲဓားသွားတွေကငရုတ်တီးကိုစပြီးလှည့်ပြီးတော့စားပါတော့တယ်ခမားတို့လည်းလှည့်စားတာကိုကြော်ကြီးကြည့်နေကြပါဒီလိုလုပ်ပြီးတာခမားတို့သူမကိုလွမ်းအောင်လို့ပါအလဲလှည့်စားလို့ဝိုင်းတော့အရန်ချစ်တဲ့ထားမတော်ဘူးဂျင်းကိုထိပါမယ်ဖြူစင်ပါတဲ့ကျွန်တော်ရဲ့အချစ်နှလုံးသားကိုထိပါမယ်ပြီးတော့မေတူနေတဲ့ခမရတို့ရဲ့အသားရောင်ပေါ်မှာစီလေးတွေထိပါမယ်ပြီးတော့သူမပေးခဲ့တဲ့အပူဓာတ်တွေလိုမျိုးအောက်ကမီးကိုဖြစ်ဖြစ်ဖွင့်ပါမယ်ပြီးတော့အယောက်ကာလာတွေစိုးတင်ထားတဲ့သူမရဲ့အချစ်တွေလိုပူလောင်တဲ့ငေဦးဒီကိုထိပါမယ်ပြီးတော့သူမရဲ့အချစ်တွေလိုပူလောင်တဲ့ငေဦးဒီကိုသူများခမရတို့ကိုပေးခဲ့တဲ့နာကျင်စရာတွေလိုမျိုးဖြည်းဖြည်းလေးအပူပေးပါမယ်ပူလာပြီးဆိုရင်တော့ခမရတို့အနေနဲ့လည်းထိလို့ရပါပြီစက်သားကိုပြောတာပါပြီးတော့ဖြည်းဖြည်းလေးမှွေပါမယ်သူမဘေးကတငယ်ချင်းတွေလိုမျိုးဖြည်းဖြည်းလေးမှွေပါမယ်ခမရတို့နှစ်ယောက်ကြားပေါ့အလဲနည်းနည်းလေးကြာလေးမှွေပေးကြပါသူများတို့ရဲ့တငယ်ချင်းတွေလိုမျိုးပေါ့ဒါတော့နည်းနည်းကြာရှက်ပေးလေးကောင်းလေးပါပဲခင်ဗျာပြီးတော့အနံ့လေးတွေကောင်းဘေးကတငယ်ချင်းမှဆိုတဲ့ကောင်းလေးကိုရောပါမယ်နည်းနည်းလေးမှွေးတာပေါ့ကြိုင်တယ်မကြိုင်တော့မထင်းနဲ့ပေါ့ကွာမင်းသူများပြောသမျှတော့ယုံခဲ့တာပဲငါပြောတာလေယုံပေးလိုက်ပေါ့ပြီးတော့ခဏမွေးပြီးရင်တငယ်ချင်းကောင်းပါဆိုတဲ့အကောင်လေးကိုလည်းထည့်ပြီးတော့ရောပါမယ်အဲ့လိုရောပြီးတာနဲ့ခမရအနေနဲ့စောက်သေးသေးဖို့ပဲချမ်းပါတော့တယ်မကြပါဘူးခမရတို့စားလို့ရတဲ့အနေထားတစ်ခုကိုရတော့ပါပြီဒါဆိုရင်တော့ဟင်းကောင်းလေးတစ်ခွက်ဖော်လာပါပြီခမရအားလုံးပဲကြည့်စို့တင်ပါတယ်မိမလည်းလို့ရှင်နေဟင်းလည်းမချက်တတ်ဘူးဆိုရင်ဒီလိုပဲချက်ကြပါ